အာလီတီယာပြန်ပြီးဆုတ်ခံရတော့ကထွက်ပြေးလာတဲ့အချမ်းမျိုးတွေကိုတပ်သားတွေကနောက်ကနေလိုက်ပြီးဖမ်းနေကြပါတယ်ဒီလိုနဲ့ထွက်ပြေးစရာနေမြေလည်းမရှိတော့သလိုခုခံမှုကလည်းမတက်နိုင်တော့တဲ့အခြေအနေမှာလီယိုကသူ့ရဲ့မော်ဆွမ်းကိုတုံးပြီးတပ်သားတွေကိုရုပ်ထုတွေဖြစ်သွားအောင်လုပ်ပေးလိုက်ပါတယ်ဒါပေမဲ့လီယိုကမျက်နှာဖုံးကိုတက်ထားတဲ့အပြင်အရက်ရှိအောင်ရုပ်ဖြတ်ထားပြီးနာမည်သူ့ကိုတုံးကသူ့ကိုယ်သူနှဆိုးပရင်ဆိုပြီးပြောလိုက်ပါတယ်လီယိုကအခုမျိုးနယ်တွေကိုသူ့ရဲ့လက်အောက်ခံအနေနဲ့သတ်မှတ်လိုက်ပြီးပုံနေလို့ရအောင်လို့သူ့ရဲ့ဆွမ်းနယ်မြေအောက်ဝင်ကပါတစ်ခုကိုဖန်တီးပေးလိုက်ပါတယ်အဲ့ဒီဝင်ကပါကလူသားတွေမမြင်နိုင်တာမို့အဆန်းထွက်အောင်လုပ်ပြီးရင်အင်ပါယာကိုစန့်ကျင်မှုအတွက်အမိန့်ပေးလိုက်ပါတယ်အဲ့ဒီချိန်ဆယ်လီယာစီကနေဖုံးလာတာမို့နောက်မှတွေ့မယ်ဆိုပြီးလီယိုကအရေးထဲကိုဝင်ပြီးပျောက်ကွယ်သွားပါတယ်အဆောင်ထဲမှာတော့ဆယ်လီယာကလီယိုကိုနှုတ်ဖို့အတွက်အခန်းထဲကိုဝင်လိုက်တဲ့အခါရှာရီကိုတွေးလိုက်ရတာမို့အမြင်မှားတဲ့ထင်ပြီးမျက်စိကိုပုတ်လိုက်တဲ့အခါမှာတော့ရှာရီကပျောက်ကွယ်သွားပါတယ်အဲ့ဒါကြောင့်ဆယ်လီယာကရေအရင်ချိုးလိုက်တဲ့ချိန်လီယိုပြန်ရောက်လာပြီးတော့ရုပ်ဖြတ်ထားတာတွေကိုဖယ်လိုက်ပါတယ်အဲ့ဒီနောက်မှာလီယိုကအခန်းထဲကိုတန်းဝင်လိုက်တာမို့ဆယ်လီယာအဝယ်လဲတာနဲ့တိုးမိပြီးရှက်နေတဲ့ချိန်ရဂီနာပါရောက်လာတာမို့အထင်လွဲသွားမှဆိုတဲ့အတွက်အမြန်ရှင်းပြလိုက်ရပါတယ်ဒီလိုနဲ့၃ယောက်သားအတူတူမနက်ဆာစားကြရင်းနဲ့ရဂီနာကသူတို့အဆောင်မှာခွေးနဲ့ကြီးတစ်ကောင်ကပတ်သွားနေတယ်လို့တစင်မင်းကလေးလည်းပေါ်လာတာမို့တရေချောင်းနေတယ်ဆိုတဲ့အကြောင်းတွေကိုပြောပြပါတယ်ဆယ်လီယာကလည်းအဲ့ဒါကိုထောက်ခံတာမို့လီယိုကစိတ်ကူးယဉ်နေတာဖြစ်မှာပါလို့ဝင်ပြောလိုက်ပြီးရှာရီကိုပုတ်ဂယူးဆိုင်ဖို့အတွက်စိတ်ထဲကနေပြောလိုက်ပါတယ်အဲ့ဒီခါဆယ်လီယာကမနက်ကလီယိုကိုဘယ်သွားနေတာလဲဆိုပြီးမေးတော့လေ့ကျင့်ရေးပွဲအတွက်တယောက်ထည့်လေ့ကျင့်နေတာဆိုပြီးလီယိုကလိန်လိုက်ပါတယ်ဒီလိုနဲ့လေ့ကျင့်ရေးပွဲကိုရောက်တော့ဆယ်လီယာနဲ့လီယိုကအတူတူတွဲပြီးလှုပ်ရှားရင်းဖီလီရဲ့ထောက်လန်းရေးနဲ့ရဂီနာကသူတို့ရဲ့အလံတိုင်းတွေကိုစနိုက်ပါနဲ့ကာကွယ်ပါတယ်ဆယ်လီယာကရှေ့မှာရှိတဲ့ရေခဲမြူကွေးကိုမဲပြီးတိုက်ခတ်နေတဲ့ချိန်နောက်တစ်ကောင်ကြိုက်တာကိုခံလိုက်ရတဲ့အပြင်ဖန်ရစ်နဲ့သူ့ရဲ့လူကပုံတဲ့နေရာကနေထွက်လာပါတယ်ဖန်ရစ်ကဆယ်လီယာတို့အဖွဲ့ရဲ့အကြံကိုကြိုသိနေတာမို့ဆာကူယာကဖန်ရစ်ရဲ့အစီအစဉ်တိုင်းရေခဲမြူကွေးတွေရဲ့နောက်ကိုဘာမှမသိပဲပြေးလိုက်နေရပါတယ်ဒီမှာဆယ်လီယာတို့ကိုအနိုင်လိုက်ရင်ရပြီမို့ဖန်ရစ်ကသူ့ရဲ့ရေခဲလက်တီအစွမ်းကိုသုံးလိုက်တယ်လို့နောက်ကကောင်မလေးကိုကြလီယိုကိုတိုက်ခိုက်ဖို့အတွက်ပြောလိုက်ပါတယ်ဆယ်လီယာကလည်းစိတ်တက်ပြင်းပြတာမို့ဖန်ရစ်တိုက်ခိုက်သမျှကိုခုခံပြီးပြန်ချပေမဲ့ဖန်ရစ်ရဲ့ရေခဲလက်တီးစာမိပြီးလွင့်ထွက်သွားတဲ့ပြင်မြေခွေးတွေရဲ့ဆွမ်းနဲ့လက်ကိုခဲတာခံလိုက်ရပါတယ်အဲ့ဒီချိန်လီယိုကလည်းဖန်ရစ်နောက်ကကောင်မလေးကိုအရင်နဲ့ချုပ်ပြီးလေပင်ကိုညှစ်ရင်အဖောက်သိပ်လိုက်ပါတယ်ဆယ်လီယာရဲ့စိတ်တက်ပြင်းပြတာကတာမန်မဟုတ်တာကြောင့်ရေခဲတွေကိုဖောက်ထွက်လာနိုင်တဲ့ပြင်ဖန်ရစ်ကိုလည်းတစ်ချက်တည်းနဲ့အမောက်သိပ်လိုက်နိုင်တာမို့အနိုင်ရသွားပါတယ်ပြန်မပြီးသွားတဲ့အခါမှာတော့လီယိုကရေဘူးဆန်းထဲမှာဆယ်လီယာရဲ့ခေါင်းလျှော်ပေးတာကိုခံနေရပါတယ်ပုံမှန်ဆိုရင်မိန်းကလေးရေဘူးဆန်းကိုယောက်ျားလေးတွေဝင်ခွင့်မရှိပေမဲ့အသက်17နှစ်မပြည့်မချင်းကလေးတွေကသူတို့ရဲ့ဆောင်းချောက်တူရဲ့နောက်ကိုလိုက်ချိုးလို့ရပါတယ်အဲဒါကြောင့်လီယိုကရေဘူးဆန်းထဲမှာရောက်နေတာဖြစ်ပြီးနတ်ဆိုးပရင်တယောက်အနေနဲ့နေရခတ်နေပါတယ်ပြန်ဝဲတော့ကဆာကူယာကသူကရန်သူတွေရဲ့မြောက်ခေါ်တာကိုခံရပြီးစိတ်မကောင်းဖြစ်နေတာမို့ကျန်တဲ့လူတွေကအားပေးစကားပြောနေရပါတယ်အဲ့ဒီချိန်အခြားတစ်ဖက်မှာတော့ရှရနန်နဲ့ပတ်သက်တဲ့လူတယောက်ကနဖျားကိုဓာကောင်းသားမြတ်တွေနဲ့ပူဇော်ပြီးတော့နှုတ်ထလာအောင်လုပ်နေပါတယ်စခန်းမှာတော့စစ်ဆေးရေးမှုကလွန်ခဲ့တဲ့6နှစ်တုန်းကဘိုက်ကဆူဖြစ်ပေါ်ခဲ့တဲ့ရင်ပေါ်မှာအချက်ပြတာကိုဖမ်းမိတဲ့ပြင်ရှင်တန်လွတ်မြောက်သူတွေကိုခြေရခံမိတာမို့ဆယ်လီယာတို့ဖွဲ့ကိုသွားရှာဖို့တာဝန်ပေးလိုက်ပါတယ်အဲ့ဒီခါဖီလစ်ကဒီတာဝန်ကိုသူတို့ဖွဲ့ကိုပေးရတာကအဲ့ဒီရင်ပြန်ကဆယ်လီယာရဲ့မွေးရမြေဖြစ်ပြီးသုံးချိန်တိုင်လွတ်မြောက်ခဲ့လို့မဟုတ်လားဆိုပြီးမေးတော့စစ်ဆေးရေးမှုကလည်းမငြင်းပါဘူးဒါပေမဲ့ဆယ်လီယာကလီယိုအတွက်စိတ်ပူနေတာမို့လီယိုကသူ့လဲလိုက်ပြီးဆယ်လီယာကိုကာကွယ်ပေးမယ့်ကြောင်းပြောလိုက်တဲ့အခါအဲ့ဒီကိုတော့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်နောက်ရက်ကိုရောက်တော့လီယိုကဒီတာဝန်ကိုတန်တရားရှိတာမို့ဘလက်ကိုဒီနေရာမှာနေပြီးစောင့်ရှောက်ဖို့မှာခဲ့တယ်လို့ရှာရီကိုတော့သူနဲ့တူလိုက်ခဲ့ဖို့အတွက်ခေါ်သွားပါတယ်ဒါပေမဲ့မသွားခင်မှာလီယိုကဘလက်ရဲ့လေဘင်းကဟာကိုမေးတော့ဘလက်ကဒါရမတယောက်စီကလက်ဆောင်နေနဲ့ရခဲ့တဲ့အကြောင်းနဲ့အဲ့ဒါရှိရင်ကျောင်းထဲကနေနှင်ထုတ်မခံရဘူးဆိုပြီးပြောပြပါတယ်အဲ့ဒီနောက်မှာတော့အကုန်လုံးကရင်းမြတစည်းနဲ့ထွက်လာကြပြီးအထက်မှာတော့ရဂီနာကလီယိုပင်မနေမှာဆိုတဲ့အတွက်သူ့ရဲ့ပေါင်ပေါ်မှာခေါင်းအုံမှုပြောတဲ့အခါဆယ်လီယာကသူ့ရဲ့ပေါင်ပေါ်မှာပဲအုံရမယ်ဆိုပြီးလူနေကြပါတယ်ဒါပေမဲ့ရဂီနာကနားကျက်တောင်နဲ့မြှူစေပြီးဆွဲလဲလိုက်တာမို့လီယိုတယောက်ခန်းစားလို့ကောင်းပြီးအိပ်ပျော်သွားပါတယ်အဲ့ဒီခါလီယိုကသူနှဆိုးပရင်ဖြစ်တုန်းကရိုဆယ်လီယာကိုသူ့ရဲ့ပေါင်ပေါ်မှာတင်ပြီးအယိုးတွေကိုတန်ရှင်းရေးလုပ်နေတဲ့အိမ်မက်ကိုမှတ်ပါတယ်ရိုဆယ်လီယာကသူကအခုပြောက်ကွယ်ရတော့မှမို့နှစ်တရာကြာရင်သူ့ကိုလာရှာမှလားလို့မေးတော့နတ်ဆိုးဘရင်ကရိုဆယ်လီယာကိုရှာမတူမချင်းမရက်ဘူးဆိုပြီးပြောပါတယ်ဒီလိုနဲ့လီယိုနိုးလာတဲ့ခါမှာတော့ဆယ်လီယာရဲ့ပေါင်ပေါ်မှာရောက်နေပြီးခဏကြာတဲ့အခါသူတို့သွားရမယ့်ရင်မောကိုရောက်သွားကြပါတယ်အဲ့ဒီနောက်မှာဆယ်လီယာကသူနဲ့လီယိုကအလျက်စစ်ကိုပိတ်လိုက်မှာမို့ကျန်တဲ့လူတွေကိုအချက်ပြတဲ့နေရာကိုရှာဖို့အတွက်ပြောတဲ့အခါဖီလစ်ကဆယ်လီယာတို့နဲ့တူဒရုန်းတစ်ခုကိုထည့်ပေးလိုက်ပါတယ်ဒီလိုနဲ့ထွက်သွားကြတဲ့အခါမှာတော့လီယိုကရှာရီကိုခေါ်ပြီးဖီလစ်တို့ကိုဂရုစိုက်ဖို့ပြောတဲ့အခါရှာရီကလီယိုကိုပဲဂရုစိုက်ချင်တာမို့မချင်မနဲ့နဲ့လိုက်သွားရပါတယ်ဒီလိုနဲ့မျိုးကိုငေးကြည့်နေတော့မှပဲဘိုက်ချက်ပေးတယ်မြည်လာပြီးဘယ်ကမှမသိပဲတိုက်ခိုက်တာခံလိုက်ရတာမို့ဆယ်လီယာတို့ကရှောင်းလိုက်ပင်မဲ့ဓာတ်တိုင်ကဆယ်လီယာရဲ့ပုံကိုလဲကျသွားရင်ဇလန်းလေးကပြီးဆုံးသွားပါပြီ